အားလုံးမင်္ဂလာပါရှင်ဆရာမဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးရတော့ဗောနော်ဒီဆရာမနေ့စဉ်ပြောပြနေတဲ့နံပါတ်တွေအကြောင်းအရာလေးတွေမဟုတ်ဘဲနဲ့လူတစ်ယောက်ရဲ့နာမည်အစအခရာလေးတွေဗောနော်ဒီနာမည်အစအခရာလေးတွေကလူတစ်ယောက်ရဲ့ဥဆောင်နိုင်စွမ်းကိုကိုးစားပြုတယ်ဗောနော်အဲ့ဒီနာမည်အစအခရာလေးတွေရဲ့အစဗောနော် M ပါမယ် M ပါမယ်ဗောနော် S ပါမယ် H ပါမယ်E ပါမယ် W ပါမယ်ပေါ့နော်ဒီနံပါတ်ဒီအခရာလေးနဲ့စထားတယ်ပေါ့နော် M ရယ် S ရယ် H ရယ် E ရယ် W နဲ့စတဲ့နာမည်ပိုင်ရှင်လေးတွေကပေါ့နော်ကိုသူများကတည်းကဆိုလို့ရှိရင်လုံနိုင်တဲ့စွမ်းရည်မြင့်မာတဲ့သူလေးတွေဖြစ်တယ်ပေါ့နော်အစွမ်းအစပိုင်းဆိုင်ရာမှာသူများထက်လုံနိုင်တဲ့စွမ်းရည်မြင့်မာသူလေးများဖြစ်တယ်ပေါ့နော်ဒါအပြင်မှာဒီ